ပါနတ်တဲ့စိတ်မှရှေးရခါကဟိမဝန္နာတော်ရင်တနေရာမှာမြေခွေးထီနဲ့မြေခွေးမနှစ်ကောင်နေထိုင်လက်ရှိကြတယ်။သူတို့နဲ့မနီးမဝေးမှာစိတ်တွေအများပြားလဲနေထိုင်ကြပါတယ်။မြေခွေးနှစ်ကောင်ဟာစိတ်တွေကိုဖမ်းပြီးစားတောက်နေခဲ့ရတယ်။တဖြည်းဖြည်းနဲ့စိတ်တွေကုန်သွားခဲ့ရတယ်။ညံပရိရဲ့အမတန်ကြွယ်ဝတဲ့စိတ်မကြီးတကောင်ပဲကြံတော့တယ်။မြေခွေးထီဟာအဲ့ဒီစိတ်မကြီးကိုတိတ်စားကျင်နေတယ်။မယားဖြစ်သူမြေခွေးမကြီးနဲ့တိုင်ပင်ကြတယ်။အဲ့ဒီခါမှာမယားဖြစ်သူဟာမြေခွေးထီကိုတေးကျင်အောင်စောင့်နေခိုင်းပြီးစိတ်မကြီးကိုတွားခေါ်ဖို့ထွက်လာခဲ့တယ်။စိတ်မကြီးစီရောက်တဲ့အခါမှာကုညီကြပါအောင်စိတ်မကြီးရဲ့ကျမတို့မှာဆွေမျိုးလည်းမရှိဘူးစိတ်မကြီးကိုအားကိုးပါတယ်ကျမယောက်ျားတည်သွားလို့တကြိုခြင်းလို့ပါဆိုပြီးလိန်ညာပြောတနာခံလိုက်တယ်နေ့ယောက်ျားကြိုက်တယ်လို့ငါတို့အမျိုးတွေအကုန်တည်ကုန်ကြပြီငါကြောက်ပါတယ်ဟဲ့မလိုက်ရဲဘူးလို့စိတ်မကြီးကပြန်ပြောလိုက်တယ်မကြောက်ပါနဲ့တော့တည်တဲ့သူကဘာမှအထမလုပ်နိုင်ပါဘူးတည်ပေမဲ့ကြောက်တာကကြောက်တာပဲမလိုက်ရဲဘူးအချင်းချင်းခါခါတောင်းပန်ပြောဆိုနေတာမှုစိတ်မကြီးကယုံသွားတယ်ပြီးတော့မြေခွေးမနောက်လိုက်သွားခဲ့တယ်စိတ်မကလည်းဘလို့သဘောပါလဲဆိုကမတင်ငါစိတ်နဲ့အမြဲတမ်းသတိထားနေတယ်မြေခွေးမပြန်လာတဲ့ခြေတံကြားတဲ့အခါမှာတေးချင်အောင်ဆောင်နေတဲ့မြေခွေးတီဟာစိတ်မကြီးပါလာမပါလာတိလို့စိတ်ပြင်းနေတာကြောင့်မျက်စိတစ်ချက်ဖွင့်ပြီးလှည့်ကြည့်လိုက်တယ်စိတ်မကမြင်သွားတယ်ဒါကြောင့်စိတ်မကြီးကပြန်လှည့်ထွက်ပြေးလာခဲ့တယ်မြေခွေးမကမြေခွေးထီကိုပြစ်တင်စကားဆိုတယ်ဒါပေမဲ့အလျှော့မပေးသေးဘူးနောက်တစ်မျိုးကြံစီပြန်တယ်စိတ်မကြီးစီတစ်ခေါက်ပြန်သွားတယ်ရှင်စိတ်မကြီးရောက်လာတာနဲ့ကျမယောက်ျားတေးရကနေပြန်ရှင်သွားရတယ်အော်စရာပါပဲလာပြီးစကားလေးပါလေးပြောလဲပါအောင်ဆိုပြီးဖိတ်ခေါ်နေပြန်တယ်အဲ့ဒီအခါစိတ်မကမနေသားတော့ပဲမြေခွေးမရေနင်းခေါ်တာကတော့ဟုတ်ပါပြီငါမာကတကောင်နဲ့လာလို့မရဘူးအချမ်းရံတွေအများကြီးရှိတယ်သူတို့အားလုံးစားတော့နိုင်အောင်ကြိုတင်စီမံထားနှစ်ပါလို့ပြောလိုက်တယ်မြေခွေးမဟာအချမ်းရံတွေအများကြီးကိုကျွေးမွေးရမှာကုန်ကြမှာကိုနှမျိုးတွန့်တူသွားတာကြောင့်အဲ့လိုဆိုလဲလာမနေပါနဲ့တော့စားစရာတွေပို့တာပေးလိုက်ပါမယ်လို့စကားပြေထိုးလိုက်ပါတယ်မြေခွေးလင်မယားဟာအဲ့ဒီလိုကြားသိလိုက်ရတဲ့အခါစိတ်မနဲ့အချမ်းရံတွေကိုကြောက်လန့်တာကြောင့်အရက်တပါးသို့အမြန်ပြေးထွက်သွားကြပါတော့တယ်ဤပုံမြင်ကိုကြည့်ပြီးတတိဆိုတာအရာရာမှာပိုတယ်လို့မရှိပါဘူးလိုသွားတာပဲရှိခဲ့ပါတယ်စိတ်မကြီးဟာတတိကားနာကြောင့်အသက်ဘေးကလွတ်မြောက်ခဲ့ရတယ်ဆိုတာကိုသင်ခန်းစာအဖြစ်ရယူနိုင်ကြပါတယ်